စွန့်ခွာတနိုင်ငံတနေရာဝေးခဲ့ရတာကိုရကိုထားနေကိုသာကြောက်ခိုင်းထွက်လာဖေသမီးလေးမမေသမီးလေးမမိသားစုဝမ်းကြီးကြောက်မှာတိုင်းကဘာတနေတကြီးမှာဆောင်းရရောက်ခဲ့ရင်သာမလျှော်သောဆွေလုံးလာတို့ဟာအဖေနဲ့အမေအတွက်ပါဒါကြောင့်လားညရည်မကြလိုက်ပါနဲ့အဖေမေရှိရာသမီးပြန်လာခဲ့ရမမွေရမြေစွန့်ခွာတနိုင်ငံတနေရာဝေးခဲ့ရတာကိုထားနေကိုသာကြောက်ခိုင်းထွက်လာဖေသမီးလေးမမေသမီးလေးမမိသားစုဝမ်းကြီးကြောက်မှာတိုင်းကဘာတနေတကြီးမှာမလျှော်သောဆွေလုံးလာတို့ဟာအဖေနဲ့အမေအတွက်ပါဒါကြောင့်ငါညရည်မကြလိုက်ပါနဲ့အဖေမေရှိရာသမီးပြန်လာခဲ့ရမှာဘဝဆိုရာချိုးခွေတရားတွေ့ရတတ်တာဒီမှချက်မျောလင်းချက်တွေတပွေးတစ်ပိုင်းနဲ့သာငွေဆိုတာလောကလူရကြီးမှာလူသားအလုံးဒုတိယဘဝရာဘဝရဲ့တင်ငန်းစာသမီးချစ်တဲ့သမီးဝါကလေးမှာပြောမဆုံးလဲနှုတ်ဆက်ထွက်ခွာတိုင်းတစ်ပါးနိုင်ငံညာသာအထင်ကြီးတာမဟုတ်ပါဒါကြောင့်လားညရည်မကြလိုက်ပါနဲ့အဖေမေရှိရာသမီးပြန်လာခဲ့ရမှာဘဝဆိုတာချိုးခွေတရားတွေ့ရတတ်တာညီမချက်မျောလင်းချက်တွေတပွေးတစ်ပိုင်းနဲ့သာငွေဆိုတာလောကလူရကြီးမှာလူသားအလုံးဒုတိယကိုဝေးရာဘဝရဲ့တင်ငန်းစာသမီးချစ်တဲ့သမီးဟာကလေးမှာပြောမဆုံးလဲနှုတ်ဆက်ထွက်ခွာတိုင်းတစ်ပါးနိုင်ငံများသာအထင်ကြီးတာမဟုတ်ပါဒါကြောင့်လားညရည်မကြလိုက်ပါနဲ့အဖေမေတို့ရာသမီးပြန်လာခဲ့ရမှာညရည်မကြလိုက်ပါနဲ့အဖေမေတို့ရာသမီးပြန်